ဒေဗဂျီကားတွေကကြီးစရာကတော့အားလုံးထိကြတဲ့ဘင်းစင်ဘန်ကိုပါတဖိန်တာအော့ဆန်ဖလာဝါလို့ခေါ်ပြီးတော့1888ခုနှစ်လောက်ကဘင်းစင်ဘန်ကိုနဲ့အတူနလတာများအတူနေထိုင်သွားခဲ့မှုတဲ့ပကြီးစရာပေါ်ကော့ကန်ရဲ့ဘင်းစင်ဘန်ကိုအတွက်လက်ဆောင်ကြီးကားတစ်ချက်လည်းဖြစ်ပါတယ်ဘင်းစင်ဘန်ကိုနဲ့ပေါ်ကော့ကန်တို့ဟာ1889ခုနှစ်ပြင်သစ်ပြည်ပါရီမြို့မှာတွေ့ဆုံခဲ့ကြပြီးတော့ဘင်းစင်ရဲ့ညီတီယိုဘန်ကိုရဲ့ဖိတ်ကြားချက်ကြောင့်ပဲပေါ်ကော့ကန်ဟာဘင်းစင်ဘန်ကိုနေထိုင်တဲ့ပြင်သစ်ပြည်တောင်ပိုင်းကမြို့ငယ်လေးတစ်မျိုးဖြစ်တဲ့အာလစ်မြို့ကို1888ခုနှစ်မှာအတူတွားရောက်နေထိုင်ခဲ့ပူပါတယ်။ဖိုးထွဲဆော့ကော့ကန်လို့ခေါ်တဲ့ဒေဗဂျီကာကတော့ဘင်းစင်ဘန်ကိုကနေပြီးတော့ပေါ်ကော့ကန်အတွက်ရေးပေးခဲ့တဲ့လက်ဆောင်ကြီးကားတစ်ချက်ပါ။ဒီအချက်ကိုကြည့်မယ်ဆိုရင်ဘင်းစင်ဘန်ကိုနဲ့ပေါ်ကော့ကန်တို့ရဲ့အစောပိုင်းကာလတွေမှာအဆင်ပြေခဲ့ကြတယ်လို့ပြောလို့ရပါတယ်။တို့ပေမဲ့လည်းမတူညီတဲ့အမှုချင်းတွေ၊ကွဲလဲတဲ့အမှုပညာခံချက်တွေဟာကြီးစံတဲ့ယောက်ျားမှာခက်ခဲတဲ့ဆက်ဆံရေးကိုဖြစ်လာစေခဲ့တယ်လို့ဆိုရလာတဲ့ဘင်းစင်ဘန်ကိုရဲ့စိတ်ချမ်းသာရေးချင်းတွေဟာလည်းပေါ်ကော့ကန်အတွက်တော့ခြောက်ခြားစရာကိစ္စတစ်ခုလိုဖြစ်လို့လာခဲ့ပါတယ်။တခါအများဆိုဘင်းစင်ဘန်ကိုဟာပေါ်ကော့ကန်ရဲ့နောက်ကနေပြီးတော့တင်တုံးသားနဲ့တောင်လိုက်ခဲ့သေးတယ်လို့တောင်ပြောကြပါသေးတယ်။ဒီအထက်တောင်ပဲပေါ်ကော့ကန်ဟာဆိုရင်ဘင်းစင်ဘန်ကိုနဲ့အတူနေထိုင်ရတော့ပဲတိတ်တိတ်ဆိတ်နဲ့ပဲပါရီမြို့ကိုထွက်ခွာသွားခဲ့ပါတယ်။အဲဒီချိန်ကနေစပြီးတော့ဘင်းစင်ဘန်ကိုရဲ့စိတ်ချမ်းသာရေးဟာလည်းပုံမိုပြီးတော့ဆွေးရလာခဲ့တယ်လို့သူရဲ့နေရာတစ်ဖက်ကိုတောင်ဖြတ်ပြီးတော့ပေါ်ကော့ကန်ရှိနိုင်မယ်လို့ထင်ရတဲ့ပြည်စာအိမ်တွေကိုတောင်တွားရောက်ပေးပြခဲ့ပါတယ်။ဒါကြောင့်မို့ပဲဘင်းစင်ဘန်ကိုဟာလည်းစိတ်ချမ်းသာရေးဆေးရုံကိုတက်ရောက်ခဲ့ရပါတယ်။ဒါဆိုရင်ဘင်းစင်ဘန်ကိုနဲ့ပေါ်ကော့ကန်တို့ရဲ့တငယ်ချင်းဆက်ဆံရေးအဆုံးသတ်တစ်ခုလည်းဖြစ်ခဲ့တယ်လို့ပကြီးအမှုပညာလောကမှာအမှုပညာဆန်ဆန်ပြောနေကြတဲ့အမှုပညာဇာတ်လမ်းလေးတစ်ပုဒ်လည်းဖြစ်ခဲ့ရပါတယ်။